သာသနာတော်နှစ်2566နှစ်ကောဇာတက္ကရာ1385ခုနှစ်နေုံလာပြီကျော်2ရက်2023ခုနှစ်ဇွန်လ4ရက်တနင်္လာနေ့၌အွန်လိုင်းမှာဟောကြားအပ်သောလောကသားတို့ဤအတွေ့အမြင်အလွယ်မှားများအကြောင်းတရားဒေသနာတော်လောကသားရဲ့အတွေ့အမြင်အလွယ်အမှားများအတွေ့ဆိုတာစိတ်နဲ့အမှတ်တင်ညာမတမ်းမှုတို့စိတ်တဲကသိတာတို့အမြင်ဆိုတာတော့အယူဆလောကသားလို့ပြောလိုက်တော့လူတွေတည်းမကဘူးအထက်ကောင်းကင်ဘုံကနတ်တွေပြမတွေပါဝင်ပေါ့လောကသားတို့ဤတတ္တလောကကြီးတစ်ခုလုံးပေါ့အဲ့ဒါမဲ့လူနတ်ပြမလို့ပြောတာအသိဉာဏ်ရှိတဲ့တရားအနေနဲ့ပြောတာအသိဉာဏ်မရှိတဲ့တရားတွေကိုတော့ထည့်ပြောမထားဘူးပေါ့နော်အဲ့တော့များသောအားဖြင့်တော့လူတွေအကြောင်းပဲပြောတာများတယ်လူတွေကိုဥတည်ပြောတာဖြစ်တယ်သို့တော်လည်းလောကလို့သုံးလိုက်တဲ့ဖြင့်လူတွေမကဘူးနတ်တွေရောပြမတွေရောတကုရှင်လို့ပြောကြတဲ့ကောင်းကင်ဘုံကပြမကြီးတွေရောအားလုံးရဲ့အတွေ့အမြင်တွေကအလွဲမှားတွေဖြစ်နေတယ်ဆိုတာအလွဲအမှားကိုပါဠိလိုဝိပန္နတာလို့ခေါ်တယ်ဝိပန္နတာဖတ်တဲ့အခါမှာဝိပန္နတာဝိပန္နတာဆိုတာမှားတာကိုဆိုလို့လေပေါ့ဝိပရိဒဆိုတဲ့ပါဠိနဲ့တော့တူတယ်။ဘာရဲ့ဆန့်ကျင်ဘက်တော့ဆိုသစ္စာဆိုတဲ့အမှန်ရဲ့ဆန့်ကျင်ဘက်ဝိပရိဒဆိုတာအလွယ်အမှားသစ္စာဆိုတာအမှန်ဝိပရိဒကိုပဲတစ်ခါတည်းအဝိပရိဒလို့သုံးအလွယ်မှမဟုတ်လို့ရှိရင်အဝိပရိဒအဲ့တော့လောကသားတို့ရဲ့အတွေ့အမြင်အလွယ်အမှားများဝိပန္နတာဝိပန္နတာက12မျိုးရှိတယ်ပေါ့အဲ့12မျိုးကိုလွယ်မှတ်ရအောင်နောက်တော့ပြောပြမယ်အဲ့တော့ဝိပန္နတာရဲ့အတိတ်ပဲကအလွယ်အမှားအင်္ဂလိပ်လိုပြန်တဲ့အခါကျတော့perversion လို့ပြန်တယ်perversion လို့ hallucination လို့ဝိပန္နတာဆိုအတွေးလွဲတယ်အမြင်လွဲတယ်လွဲတာတွေကလောကမှာအများကြီးပဲလေအထွင်လွဲတယ်အမှတ်မှားအမှတ်လွဲတယ်အသိလွဲတယ်လောကမှာအရေးကြီးတဲ့လွဲမှားမှုတွေရှိသလိုအရေးမကြီးတဲ့လွဲမှားမှုတွေလည်းရှိတယ်တချို့လွဲမှားမှုကရဲစရာလောက်ပဲဖြစ်တယ်တချို့လွဲမှားမှုကြတော့ထိခိုက်နေတာမှုထီအောင်သွားပေါ့နော်လွဲမှားတယ်စကားပြောတာလွဲမှားတယ်လောက်တာကိုင်းတာလွဲမှားတယ်ဆိုတချို့ကိစ္စကတော့လူကြီးစရာဖြစ်တာပေါ့တချို့ကိစ္စကတော့လူကြီးစရာတဲ့ပို့ပြီးတော့ထိခိုက်နေတာမှုတွေဖြစ်စီတယ်အဲ့တော့လောကမှာအလွဲမှားတွေအများကြီးရှိတယ်ထင်တယ်မြတ်စွာဘုရားဟောလို့တဲ့အလွဲမှားကတော့ကန့်သတ်ထားတာဖက်နဲ့ပတ်သက်ပြီးတော့လွဲမှားတာလေအရေးကြီးတဲ့လွဲမှားမှုပေါ့နော်အရေးကြီးတဲ့လွဲမှားမှုဘာပဲလွဲမှားကအပြိုးဆုံးရှိတာပေါ့မျက်မှန်ကိုပြောင်းမြတ်တတ်တာတို့မတ်ကိုပြောင်းမြတ်တတ်တာတို့
အဝတ်ကိုစောက်ထိုးဖို့မိတာတို့ရောင်းမြန်ဖို့မိတာအဲ့ဒါမျိုးတွေရှိတယ်လေအဲ့ဒီအလွယ်မှားတွေကတော့အရေးကြီးတာမဟုတ်ဘူးလူကြီးကြလောက်ပဲရှင်အခုကအဲ့ဒီတဲ့အရေးပါတဲ့အလွယ်မှာနော်အတွေးအမြင်အလွယ်မှာတွေးတာလွယ်တယ်ဘာကြောင့်တွေးတာလွယ်တော့ဆိုမှတ်ထားတာကိုလွယ်တယ်မှတ်ထားတော့တွေးတာလွယ်တယ်တွေးတာလွယ်တဲ့အခါကျတော့အထင်အမြင်နဲ့လွယ်သွားတယ်အထင်မြင်လွယ်မှုအမြင်လွယ်တဲ့ဆိုတာကျတော့ပို့ပြီးတော့အရေးကြီးကြတယ်လွယ်မှာမှုတယ်မှာနော်အဲ့တော့ဝိပဿနာကိုအဓိကလွယ်မှားတာနဲ့ပတ်သက်ပြီးတော့ပြောတဲ့အခါမှာ၃မျိုးကဘာလို့ဆိုရင်တင်ညာဝိပဿနာအမှတ်အသာလွယ်မှားမှုစိတ်ထဲမှာဆွဲမှတ်ထားတဲ့အမှတ်တင်ညာလွယ်မှားတာကတင်ညာဝိပဿနာလို့ခေါ်တယ်စင်စင်တူတာလေးတွေဆိုလွယ်တယ်လေဥပမာပဲသူများပစ္စည်းကိုကိုယ့်ပစ္စည်းနဲ့တူးနေတော့ကောက်ယူသွားတာတော့ဒါမျိုးဖြစ်တယ်လေသူများဖက်နဲ့လွယ်ပြီးစီးသွားတာတော့အဲ့လိုလွယ်မှရှိတယ်မှားသွားတာတန်ခါအစည်းအဝေးကြီးတွေမှာကမ္ဘာအေးမှာဆိုလို့ရှိရင်နှစ်စဉ်ဖက်နဲ့အရန်3-40လောက်ကြံရည်တယ်ဒါကြောင့်လို့ဆိုလွဲစီသွားကြလွဲမှားတွေအများကြီးရှိတယ်နော်လွဲမှားရှိတယ်အဲ့တော့ဒီလွဲမှားတော့အရေးကြီးတာမဟုတ်ကိုယ့်ဟာကိုယ်မှတ်သားထားကြတယ်အဲ့တော့အမှတ်လွဲတယ်အဲ့ဒါတခုအဲ့ဒါကိုတင်ညာဝိပဿနာလို့ခေါ်တယ်အမှတ်လွဲတယ်အတိလွဲတယ်ဆိုတာကြတော့စိတ်တဝိပဿနာအတိလွဲတယ်အတွေးလဲတယ်အဲ့ဒါစိတ်တဝိပဿနာအတိလွဲတယ်တွေးလွဲတယ်အမြင်လွဲတယ်အယူဆလွဲတယ်ဆိုတာကြတော့ဒိဋ္ဌိဝိပဿနာအဲ့ဒီကအရေးကြီးဆုံးကတော့အပြင်းထန်ဆုံးကဒိဋ္ဌိဝိပဿနာပဲအဲ့ဒါတော့ဆိုးတယ်နော်ချင်းမြင်ယူဆမှုလွဲသွားလို့ရှိရင်တချို့ကြတော့မြတ်စွာဘုရားကိုယ်တိုင်ဟောတာတောင်မှပဲလက်မခံနိုင်တော့လွဲသွားတယ်အဲ့ဒါကဒိဋ္ဌိဝိပဿနာဒိဋ္ဌိဆိုတာအလုံးသိတဲ့အတိုင်းကိလေသာတွေကအကုသိုလ်ကိလေသာတွေကအဲ့ဒါမှပြင်းထန်တဲ့အပြစ်ကြီးဆုံးအကုသိုလ်ကဒိဋ္ဌိပဲလေမိစ္ဆာဒိဋ္ဌိဆိုတာအကုသိုလ်တွေထဲမှာအပြစ်ကြီးဆုံးလို့ပြောတာအဲ့ဒီအလွယ်မှာအဆိုးဆုံးအဲ့တော့တင်ညာဝိပဿနာရဲ့စိတ်တဝိပဿနာရဲ့ဒိဋ္ဌိဝိပဿနာရဲ့အဲ့ဒီ၃မျိုးမှတ်တာပေါ့တင်ညာဝိပဿနာဆိုတာအမှတ်သာလွယ်မှာမှုစိတ်တဝိပဿနာဆိုတာအတိအတွေးအတိလွယ်မှာမှုလွယ်မှာမှုလို့ဆိုကြတဲ့နော်ဒီတင်ညာဝိပဿနာလေဒါကတရားနဲ့ပတ်သက်လာတဲ့အခါတာမန်လွယ်မှာမှုခုနလိုဖဏမှားစီတာမျိုးလို့မဟုတ်ဘူးသူကတရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်တင်ညာဝိပဿနာဆိုတာအကုသိုလ်အမှတ်တင်ညာနဲ့သွားတာအကုသိုလ်ဆိုတော့ကိရိတာရဲ့တတ္တိနဲ့သွားတာမောဟမကင်းသည့်အတွက်ကြောင့်တွေ့ဝေပြီးတော့အမှတ်လွဲသွားတာတရားဓမ္မနဲ့ပတ်သက်တယ်စိတ်တဝိပဿနာဆိုတာကြတော့တင်ညာဝိပဿနာတဲ့ပို့ပြီးတော့ဆောင်းဖြစ်တယ်စိတ်ကတင်ညာနဲ့စိတ်တဒီနှစ်ခုမှာဒီတင်ညာတဲ့စိတ်ကပို့ဆောင်းဖြစ်တယ်လို့များအတိ၃မျိုးခွဲတဲ့အခါမှာတွေ့ဘူးလိမ့်မယ်
တင်ညာတိဝိညာဉ်တိပညာတိလို့ပြီးတော့ဖွဲ့ကြတယ်အဲ့ဒီမဲ့အပြော့ဆုံးအတိကတင်ညာတိပဲအဲ့ဒီတဲ့ပို့ပြီး strong ဖြစ်တာကဝိညာဉ်တိနောက်အထက်မြတ်ဆုံးကတော့ပညာတိအဲ့လိုအတိသုံးမျိုးခေါ်တယ်တချို့နိုင်ငံသားတွေကစိတ်ကိုပင်မထားပြီးတော့ဝိညာဉ်တိကပထမပညာတိကဒုတိယဆိုပြီးတော့သူတို့တွေးနေသူတို့ရေးတယ်အဲ့ဒါမှားတယ်နော်အဲ့ဒါမှားတယ်ပညာနဲ့ပညာတိနဲ့စိတ်တိနဲ့အများကြီးกว่าတယ်ပညာတိဆိုတာမှတ်ထားရုံမသိစိတ်တိကြတော့စိတ်ဆိုတာပညာတဲ့ပို့ထက်ပြတယ်အသိစိတ်ကဘာလို့လို့ဆိုရင်စိတ်ကဆန်းဆောက်မှုကပညာတဲ့ပို့တယ်ပညာဆိုတာလွဲမှားမှုများတော့ပဲအဲ့ဒါကြောင့်မို့ပညာတိကအပြောညံ့ဆုံးပညာတိတဲ့ထက်တတ်တာကဝိညာဉ်တိဝိညာဉ်တိတဲ့ထက်တတ်တာကပညာတိထက်မြက်ဆုံးကပညာတိအဲ့လိုယူအောင်အခုဒီဝိပ္ပန္နတမှာလည်းပဲထုတ်တူရဲ့ပညာဝိပ္ပန္နတအမှတ်အသားလွဲမှားမှုစိတ်တဝိပ္ပန္နတအတိအတွေးအတိလွဲမှားမှုထိဋ္ဌိဝိပ္ပန္နတအမြင်အယူဆလွဲမှားမှုအဲ့တော့ကိလေသာနဲ့တွက်ကြည့်လိုက်မယ်ဆိုရင်ထိဋ္ဌိဝိပ္ပန္နတကဆောင်းဖြစ်ဆုံးပဲအရေးကြီးဆုံးပဲနော်သူအပြင်းထန်ဆုံးသူ့နောက်ကျတော့စိတ်တဝိပ္ပန္နတဆိုတာအကုသိုလ်နဲ့ပတ်သက်တဲ့စိတ်ကိုယူရမှာဒီနေရာမှာပညာဝိပ္ပန္နတဆိုတာလည်းအကုသိုလ်တင်ကြတဲ့ပတ်သက်ပြီးယူရမှာအလုံးဟာကိလေသာနဲ့ပတ်သက်တယ်ဘဝတစ်ခုကိုဖန်တီးတဲ့နေရာမှာဒီအတွေးအမြင်အလွဲမှားကသိအရေးပါတယ်ပေါ့လွဲပြီးတော့လှုပ်လိုက်တာတွေကအကုန်လွဲချောက်ကုန်ဘဝနဲ့ပတ်သက်လာလို့ရှိရင်ဒါအပ္ပဒမအရေးပါတယ်ဒါကြောင့်မို့ဒီအလွဲမှားတွေကတမန်အပြင်မပြောက်နိုင်ဘူးဘလောက်ပဲလောကမှာပညာထက်မြက်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဒီအလွဲမှားမကင်းနိုင်ကြဘူးကောင်းကင်ဘုံကတကူရှင်ကြီးတွေဖြစ်တဲ့ပြမားတွေတောင်ဒီအလွဲမှားရှိတယ်အလုံးမှာအလွဲမှားတွေကရှိကြတယ်တတ္တလောကကြီးတစ်ခုလုံးအလွဲမှားတွေနဲ့ပြည့်နေနေတယ်လို့ဆိုလို့ရတယ်ဖယားမပွင့်ခင်ကလောကမှာအဲ့တိုင်လွဲမှားနေတာအဲ့ဒါလေးကိုရှေးဥစွာသားထောင်ကြည့်ဖယားပွင့်တဲ့အခါမှဒီလွဲတာကိုလွဲတယ်လို့သိတာနော်အနုဘုဆိုရင်အလွဲအမှားကိုဟုတ်ထင်ပြီးတော့နေကြတာအဲ့တော့ဘာတွေလွဲမှားသလဲလို့ဆိုလို့ရှိရင်တော့ဝိပ္ပန္နတသုတ်အင်္ဂုတ္တရနိကေသတ္တကတိပပါဠိပါခေါ်ထားတာအဲ့ဒီသုတ်ကိုကိုးကားပြီးတော့ရှိမယ်ဆိုရင်အနိစေနိစ္စတင်ကြီးနောဒုက္ခိစဒုက္ခတင်ကြီးနောအနတ္တနိစ္စအတ္တာတိအတုပေသူပတင်ကြီးနောမိစ္ဆာဒိဋ္ဌိဟတ္တာတတ္တာစိတ်တခိတ္တဝိတင်ကြီးနောအဲ့ဒီကလုံးလေးဟာဒါအချင်းညုတ်ဒီခါထာဆိုတာကဗျာပဲပေါ့ပါဠိကဗျာပါဠိကဗျာနဲ့ရေးထားတယ်ဆိုလိုတဲ့အဓိပ္ပာယ်ကလောကသားတရားတွေဟာလွဲမှားတဲ့အပြင်ကဖြည့်ဆည်းခံရသည့်အတွက်တဲ့ခိတ္တစိတ်ကယူသွက်နေတဲ့စိတ်ရှိဒါအမှန်မမြင်ယူတာပဲလေတလွဲမြင်နေယူသွက်နေတာလို့ခေါ်တာပဲခိတ္တစိတ်ခိတ္တစိတ်ယူသွက်နေတဲ့စိတ်ရှိပြီးတော့ဝိပင်ကြီးတော့
အမှတ်တင်ညာတွေပျောက်နေကြတယ်ရှူးတယ်ဆိုတာအမှတ်တင်ညာပျောက်သွားတာပဲလေအမှတ်တင်ညာပျောက်သွားခိတ္တစိတ်ဓာတ်စိတ်ဟာဖြစ်နေတာနဲ့တခြားဖြစ်နေတာလည်းတခြားလွယ်မှာပြီဝိတ္တိညီနော်တမန်အမှတ်တင်ညာတွေကင်းပြီးတော့မိစ္ဆာဒိဋ္ဌိဟတ္တမှားယွင်းတဲ့အယူဆတွေရဲ့ဖြစ်စည်းခံရလို့တရားဝါတွေဟာလောကသားတွေဟာဘာဖြစ်လဲဆိုရင်အနိစ္စမမြဲတဲ့သင်္ခါရတရားပေါ်မှာနေသတိကြီးတော့ပြည့်တယ်လို့မထင်နေကြတယ်အဲ့တော့ဒီနေရာမှာတင်ညာကိုပဲဥစားပေးပြီးတော့ပြောလိုက်တာဒီကထာတော့မထင်နေရဆိုတဲ့နေရာမှာအနိစ္စကိုနေသလို့တွေးကြတယ်သိနေကြတယ်ပထမကမထင်နေနော်တင်ညာအဲ့တဲ့စိတ်နဲ့လည်းပဲတွေးတယ်သိတယ်ဒိဋ္ဌိနဲ့ကြတော့ယူဆတယ်အယူဆတစ်ခုဖြစ်လာတယ်ဆွဲမြဲစွာဆုပ်ကင်ထားကြတယ်အနိစ္စမမြဲတဲ့သဘာဝတရားတိုင်းနေသတိကြီးတော့မြဲတယ်လို့မှတ်ထင်နေကြတယ်ဒုက္ခိသဒုက္ခဖြစ်တဲ့အရာဒုက္ခိသမနစ်သက်เสียဒုက္ခဖြစ်တဲ့အရာပေါ်မှာလဲဒုက္ခသိကြီးနော်ချမ်းသာတယ်လို့မှတ်ထင်နေကြတယ်အနတ္တနိမိမိမဟုတ်တာကိုမဟုတ်တာတရဝမဟုတ်တာတရဝမဟုတ်တဲ့ပေါ်မှာလဲအတ္တတိတရဝငါအတ္တလို့ယူဆကြတယ်အတ္တလို့သုံးလိုက်တာကကိုရည်ညွှန်းတယ်ငါလို့ပြောရတဲ့တူတူပဲငါလို့ပြောရတဲ့တူတူပဲအတ္တဆိုတဲ့တကယ်လို့အသေးပဲလို့ပြုလုပ်သူနဲ့ခံစားသူကာရကဝေဒကလူတွေထင်နေတာအတ္တဆိုတာဘာပြောတာတော့ဆိုကာရကနဲ့ဝေဒကကာရကဆိုတာလုံးသူရဲ့ခံစားသူရဲ့ကောင်းတဲ့မကောင်းတဲ့အလုပ်တွေကိုဘယ်သူလုပ်တာတော့ငါလုပ်တယ်လို့အဲ့ဒါကာရကရရှိလာတဲ့အကျိုးကောင်းမကောင်းရဲ့အကျိုးဘယ်သူခံတာတော့ဆိုငါခံစားတာငါလုပ်တယ်ငါခံစားတယ်အဲ့ဒါလို့ယူဆတာကိုအတ္တလို့ခေါ်တယ်တကယ်ကတော့လုပ်တဲ့ငါဆိုတာလည်းမရှိဘူးသူအကြောင်းဖြစ်ပေါ်လာတာသာရှိတယ်ခံစားတဲ့သူဆိုတာလည်းမရှိဘူးအကျိုးတရားပေါ်လာခြင်းသာဖြစ်တယ်သူဒီလိုအမှန်ယူရမယ်လွဲမှားကြတယ်နောက်တစ်ခုကအတုပိမတက်မတဲတဲ့အရာဝတ္ထုမှာသူ့ဘာသိကြီးနော်တက်တယ်တယ်လို့မှတ်ယူနေကြတယ်အဲ့တော့အချက်၄ချက်ကိုမှတ်နော်အချက်၄ချက်ကတကယ်ကမမြဲတာဖြစ်ရတာနဲ့မြဲတယ်လို့ထင်တယ်မမြဲတာကိုမြဲတယ်ဒုက္ခကိုဒုက္ခအတ္တမဟုတ်တာကိုအတ္တမလှတာမတင်တယ်တာကိုအတုပကိုသူပလှတယ်တင်တယ်ဒီလိုယူဆတယ်ဒီအချက်၄ချက်အဲ့တော့ဝိပဿနာ12ပါးဆိုတာလွယ်လွယ်လေးပြောလိုက်မယ်ဒီ၄ချက်ရဲ့ခုနပြောတဲ့၃ခုရဲ့နော်ဒါကအကြောင်းအရာနဲ့ပတ်သက်တာက၄ခုအကြောင်းအရာ၄ခုကအစစ်မှန်ကအာနိစ္စဒါပဲသူကနိစ္စလို့လွဲမှားတယ်အစစ်မှန်ကဒုက္ခအဲ့ဒုက္ခကိုဒုက္ခလို့လွဲမှားတယ်အစစ်မှန်ကအတ္တမဟုတ်ဘူးပြုလုပ်သူခံစားသူမဟုတ်ဘူးသို့မဟုတ်ငါမဟုတ်ဘူးတတ္တဝါမဟုတ်ဘူးလွဲမှားတာကငါတတ္တဝါလို့ထင်တယ်ငါလို့ထင်တယ်တတ္တဝါလို့ထင်တယ်လှပချောမောတင့်တယ်တယ်လို့လုံးဝသဘာဝအဖြစ်တင့်တယ်မှုမရှိတဲ့အရာကိုတင့်တယ်တယ်လှပတယ်ချောမောတယ်လို့ထင်တာအဲ့ဒါတစ်ခုအဲ့ဒီ၄ခုကိုမှတ်လိုက်၄ခုမှတ်ပြီးတော့ခုနက
တင်ညာဝိပန္နတာစိတ်တဝိပန္နတာဒိဋ္ဌိဝိပန္နတာသုံးနဲ့မြောက်လိုက်သုံးလေးလိစနစ်အဲ့ဒါဝိပန္နတာ7ပါးလို့ခေါ်တာနော်အကြောင်းအရာက4မျိုးလွဲမှားမှုက3ခုအဲ့ဒါလောကသားတို့ရဲ့အတွေးအမြင်အလွယ်မှားများဆိုတာအဲ့ဒါနဲ့ပတ်သက်ပြီးပြောမှာနော်အဲ့ဒီအလွယ်မှားတွေဟာတကယ်တော့တန်တရားအတွက်မှာအမြဲတမ်းအရေးကြီးတဲ့လွယ်မှားမှုတွေလွယ်မှားတယ်လို့တော့မထင်ရအောင်သိမ့်မွေလွန်တဲ့လွယ်မှားမှုတွေအဲ့ဒီလိုဖြစ်နေလို့ရှိရင်ဘာဖြစ်လဲဒီယောဂယုတ်တာမာရတအယုတ်တဲ့ခေမိနောစနာအဲ့ဒီလိုလွဲမှားတဲ့အခါမှာဘာတွေဖြစ်လာတော့ဆိုရင်မမင်းဒီမနတရဲ့အလိုကြရှုံးပြီးတော့သုဘုံကိလေသာတွေရဲ့အလိုကြလူတွေဟာကြာရှုံးပြီးဘယ်တော့မှဖေးမကင်းတဲ့ဘဝရောက်နေဘာလို့လို့ဆိုကြည့်လိုက်ရင်ဩရာအင်တိကြပဲတရဝရီမှန်သမျှအင်တိကြပဲအနေရဲမှာရှိနေကြတယ်ဘာလို့အင်တိကြ of death ဒီနေ့အလုံးသိရမယ်။အိုမယ်နာမယ်သိမယ်လူတိုင်းဟာအနေရဲမှာမရှိဘူးအနေရဲလွတ်ကင်းတဲ့လူမရှိဘူးလူတွေဟာအင်တိကြလို့ပြောလို့ရတယ်အနေရဲမှာကြုံနေတယ်အဲ့တော့ပြောတာအယုကဲခိမိနောစနာဖေးကင်းရกว่าမရှိဘူးဘလောက်ပဲဆုတောင်းတောင်းနော်ဖေးရန်ကင်းกว่าကျမ်းမာချမ်းသာကြပါစေဘလောက်ပဲဆုတောင်းနောက်ဆုံးကြတော့ဖေးနေပဲတွေးပါပဲဘာဖေးတော့ဥခြင်းဖေးနာခြင်းဖေးသိခြင်းဖေးတခြားတမရဖေးတွေအများကြီးရှိသေးတယ်ရှောင်လို့မရတဲ့ဖေးရအဲ့ဒါပဲလေဆုတော့တောင်းတာပဲဆုပြေးလာသူမှပြေးဘူးအဲ့ဒါဆုတောင်းရင်မပြေးဘူးအဲ့ဒါကိုပြောတာတပည့်ဆက်ကြတယ်မှာယံပိဿာနာလည်းပဲတိတံပိဒုက္ခံသဘောပေါက်ဖို့လို့လေနော်တပည့်ဆက်ကြတယ်မှာပြောတာဟိုမဟုတ်ဘူးပတ်စံမရှိလို့ပတ်စံရှာလို့ပတ်စံရခြင်းလို့ဆုတောင်းတာမအောင်မြင်တော့ပြောတာမဟုတ်ဘူးအဲ့ဒါရလို့ရသေးတယ်တောင်းလို့ရသေးတယ်ရနိုင်သေးတယ်ယံပိဿာနာလည်းပဲတိတံပိဒုက္ခံဆိုတာမအိုးဘူးမနာဘူးမတရားဘူးဆုတောင်းကြည့်မရဘူးအလုံးဟာအင်ဒေဂျာပဲအင်ဒေဂျာ of decay အင်ဒေဂျာ of disease အင်ဒေဂျာ of death အိုခြင်းအနေရရှိတယ်အိုခြင်းရဲ့အနေရရှိတယ်အဲ့ဒီတွေ့ရောက်တယ်နာခြင်းရဲ့အနေရရှိတယ်သိခြင်းနဲ့တွေ့ဆိုပဲအနေရရှိတယ်အဲ့ဒါပြောတာဒုက္ခလို့ဆိုတာဘယ်သူမှလွတ်လပ်မရှိဘူးနော်ပုံနေလို့လည်းမလွတ်ဘူးတုံ့ပြန်ပြီးတော့တိုက်လို့လည်းမရဘူးဒါကြောင့်မို့ယဟန္တာမထေရတပါးပြောထားတဲ့စကားလေးကမှတ်သားစရာကောင်းတယ်အေးမိဘုံကြီးတွေကလက်ပတ်ပြီးငါ့ကိုဝိုင်းနေပြီဆိုတဲ့အခါမှာတဲ့3 ဘက် 3 တန်4 ဘက် 4 တန်ကမိဘုံကြီးတွေငါ့ဝိုင်းထားတယ်ဝိုင်းထားတဲ့အခါမှာအဲ့ဒီမိဘုံတွေကိုခုခံကာကွယ်ဖို့သူ့မှာအားရှိလားဆိုမရှိဘူးသူရှိရောက်တော့မှအဲ့မိဘုံကြီးတွေလာနေခုခံကာကွယ်ဖို့အားလည်းမရှိဘူးဒါဖြင့်လွတ်အောင်ပြေးမလားဆိုလွတ်အောင်ပြေးဖို့လေလင်းမြန်နဲ့နှုတ်သူ့မှာမရှိဘူးအဲ့ဆိုလိုတာကအရှုံးပေးဖို့ပဲကိုချင်းနာချင်းသိချင်းပေါ်မှာလက်မြောက်လို့အရှုံးပေးနေကြရတယ်အားလုံးအာနာရှင်ကြီးတွေလည်းလက်မြောက်အရှုံးပေးရတယ်တထေးကြီးတွေလည်းလက်မြောက်အရှုံးပေးရတယ်နော်ဘာနဲ့မှခုခံလို့မရဘူးအဲ့တော့သိတာပဲအဲ့ဒါကိုပြောတာနော်အာယောဂေခိမိနောစနာသူတွေကဘယ်တော့မှအနေနဲ့ကဲလို့မရှိဘူးအနေနဲ့မှရောက်တယ်တတ္တခိသန္တိတန္တာရံသာတိမရဏကာမိနောတဲ့အနေဖြစ်ဖို့ပြောတာသရဝရီဟာတမရထဲမှာမွေးလိုက်သိလိုက်ပါတဲ့ဒါအင်းတေကြပဲမွေးလိုက်သိလိုက်ပဲအဲ့ဒီမွေးလိုက်သိလိုက်အခြေအနေကြီးကနေဘယ်သူမှတော့မရအောင်မလုပ်နိုင်ဘူး
ဘသူတယောက်မှလွတ်မြောက်တာမရှိဘူးလူသားတွေဒါမလွတ်မြောက်တာလားမဟုတ်ဘူးနတ်တွေလည်းမလွတ်မြောက်ဘူးတကူရှင်ကြီးကောင်းကင်ဘုံကမြမကြီးတွေလည်းမလွတ်ဘူးချိန်တန်တော့လက်ဆင်းခံကြရတာကြီးပဲလို့အဲ့ဒီမှာအဲ့ဒီအခြေအနေတစ်ခုဟာလူတွေကအမှန်တန်သိကြလားဆိုတော့မသိဘူးဘုရားပွင့်မှသိရတယ်ဒါကြောင့်မို့ယထာသဗုဒ္ဓလောကသမေဥပ္ပစ္စန္တိဘာဖံကရာဘုရားမပွင့်လို့ရှင်မောင်းနေတာဥပမေညကာလဆိုမောင်းတာဒီဝင်သွားရင်မောင်းနေမနဲ့မိုးလင်းတဲ့ကလင်းအောင်နေရတာအဲ့ဒီအလင်းအောင်ကိုဘသူကလှုပ်ထားလဲနေရလှုပ်တာအဲ့ဒါကိုပပံကရာဆိုတာအယောင်ပေးတာအလင်းအောင်ပေးတာဘုရားဟာအလင်းအောင်ပေးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အမှန်တရားကိုသိဖို့အတွက်အလင်းအောင်ပေးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒါကြောင့်ဒီမှာပပံကရာလို့သုံးတာဥပ္ပစ္စန္တိပပံကရာလောကကြီးမှာအလင်းအောင်ဖြန့်ကျက်ပြီးတော့အသိဉာဏ်တွေဆိုတဲ့အလင်းအောင်ပေးတဲ့မြတ်စွာဘုရားတွေပွင့်ပေါ်လာတဲ့အခါမှာဒီဣမန္တမပကာသင်္တိဒုက္ခပတပကပိနာဆင်းရဲဒုက္ခတွေချုပ်ငြိမ်းသွားဖို့အတွက်လမ်းပြပြီးတော့တရားဟောကြတယ်တဲ့အဲ့ကြတော့မှအမှန်သိရတာငါတို့ကအလွဲမှားတွေချာမှာပဲလူတွေကညမောနေကြဒုက္ခတွေနဲ့ပင်လဲဝေးနေကြအဲ့ဒါလို့အလွဲမှားတွေကလွတ်မြောက်ဖို့မြတ်စွာဘုရားဟောတဲ့တရားကိုတေတံသုတ်တော်နာတပ္ပညာဒါတော့မှအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်လောက်ပဲသိတယ်လောကမှာအသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေကလုံးဝသဘောပေါက်သေးဘူးနားလည်းမရောက်ဘူးတကယ်အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေပါမြတ်စွာဘုရားဟောတာကိုသဘောပေါက်သွားကြတယ်တေတံသုတ်တော်နာတပ္ပညာသစိတ်တံပစ္စလတ္တအတေပင်ကိုစိတ်အဲ့ဒီကြပါပြန်ရကြတယ်ယူနှမ်းနေတာခုနအလွဲမှားတွေကြမှာယူနှမ်းနေကြတယ် crazy ဖြစ်တဲ့ဆိုတာယူနှမ်းယူသွတ်နေကြတယ်အားလုံးပြောကြတဲ့လူတွေကအခုဗမာပြည်ကလူတွေပို့ပြောသေးတယ်ယူသွတ်တယ်တကယ်လေယူသွတ်နေတာပါဟုတ်ပါယူသွတ်သူကယူသွတ်တာကိုအကောင်းထင်ပြီးတော့ပြောနေကြတယ်ယူသွတ်နေတယ်အခုစိတ်ဝင်စားရင်သူကယူသွတ်တယ် crazy ဆိုတဲ့အင်္ဂလိပ်စကားကိုပြောကြတာနဲ့တူပါတယ်ယူနေတာအဲ့ဒီမှာအဲ့ဒီယူသွတ်မှုပျောက်သွားမှသာစိတ်တံပစ္စလတ္တတေပကိုပင်ကိုစိတ်ကိုပြန်ရကြတာတကယ်အတိမှအဖြစ်မှန်ကိုသိတဲ့စိတ်ပြန်ရတယ်ပြန်ရပြီဆိုတဲ့အခါကျဘာဖြစ်လဲအနိစ္စံအနိစ္စတော်တက်ခုံမမြဲတဲ့သင်္ခါရတရားကိုမမြဲဘူးလို့မြင်လာတဲ့အဲ့ကြတော့ဒုက္ခမတ္တခုဒုက္ခတော်ဒုက္ခကိုလည်းပဲဒုက္ခအနေနဲ့မြင်လာတယ်အနတ္တနိအနတ္တာတိကိုလုံးလို့မရတဲ့ကိစ္စကိုလုံးလို့မရဘူးသို့မဟုတ်ငါမဟုတ်တာကိုငါမဟုတ်ဘူးလို့မြင်လာကြတယ်အတုပံအတုပတတ္တသုံးမတင့်တယ်တာကိုလည်းမတင့်တယ်ဘူးလို့အမှန်တိုင်းမြင်လာကြတယ်သမ္မာဒိဋ္ဌိသမဒါနာသဗ္ဗံဒုက္ခဥပ္ပစ္စကောအဲ့ဒါလို့အမှန်မြင်လာပြီဆိုတဲ့အခါမှာအမှန်မြင်တဲ့အသိဉာဏ်ကိုရရှိထားတဲ့လောကသားတွေဟာဆင်းရဲဒုက္ခအခက်အခဲ dangers မှန်တယ်များနော် in danger နေပြီးတော့အကုန်လုံးထွက်မြောက်သွားလွတ်မြောက်သွားကြတယ်အဲ့ဒီကြမှာလွတ်တာဖျားပွင့်နေဆိုလိုတာကတော့တဏှာထဲမှာနေသမျှအဲ့ဒါရအနေအရနဲ့ပဲတွေ့ပြီတဏှာဟောကလွတ်ပြီးတော့အမှန်မြင်လို့နိဗ္ဗာန်ရောက်သွားပြီဆိုရင်အဲ့ဒီကြရင်တော့လွတ်သွားပြီလို့ဝိပန္နတသုတ်မှာအဲ့တိုင်းဟောထားတယ်နော်ဝိပန္နတသုတ်မှာအဲ့တိုင်းဟောထားအဲ့တော့ဝိပန္နတလောကသားတို့ရဲ့အတွေးအမြင်အလွဲအမှားအများဘာတွေလွဲမှားနေတုံးဘယ်အချက်တွေနဲ့ပတ်သက်ပြီးလွဲမှားတုံးတကယ်ကမမြဲတာမှန်တယ်အဲ့ဒီမမြဲတဲ့အရာကိုမြဲတယ်လို့ထင်နေတာလွဲမှားတယ်တကယ်ကချမ်းသာတာမဟုတ်ဘူးဒုက္ခဒုက္ခကိုဒုက္ခလို့လွဲမှားအလွဲမှားထင်နေတယ်
ကိုယ်တိုင်လုံးနိုင်တာမဟုတ်တဲ့အရာကိုလို့လို့ရတယ်ကိုဆိုးကိုယ်ပိုင်ဆိုတာထင်တယ်သို့မဟုတ်ငါမဟုတ်တာကိုငါဟုတ်တယ်လို့ထင်နေတယ်မတင့်တယ်တဲ့အရာကိုတင့်တယ်တယ်လို့ထင်နေတယ်အဲ့ဒီအချက်တွေနဲ့ပတ်သက်ပြီးတော့လွဲမှားနေတယ်လွဲမှားမှု300ကပါတော့တင်ညာဝိပ္ပန္နတာအဲ့ဒီတင်ညာသည်အကုသိုလ်နဲ့ပတ်သက်တဲ့တင်ညာနော်စိတ်တဝိပ္ပန္နတာအဲ့ဒီစိတ်ဒီအကုသိုလ်စိတ်ဒိဋ္ဌိဝိပ္ပန္နတာအဲ့ဒါတွေလည်းကြော်ပြီးတော့ပို့ပြီးတော့ဆောင်းဖြစ်တယ်အပြင်းထန်ဆုံးဖြစ်တဲ့မာရွင့်တဲ့အပြင်းအဲ့ဒါတဲ့လွယ်မှားအဲ့တော့ပြောမယ်ဆိုလို့ရှိရင်တင်ညာဝိပ္ပန္နတာစိတ်ကဝိပ္ပန္နတာဒိဋ္ဌိဝိပ္ပန္နတာအပြီးမှရှုတော့ကကြည့်လိုက်မယ်ဆိုလို့ရှိရင်တင်ညာဟာစိတ်နဲ့တွဲပြီးတော့ဖြစ်တာစိတ်မှလည်းပဲတင်ညာဆိုတာရှိတယ်နော်စိတ်နဲ့တင်ညာပူပေါင်းနေတာဒိဋ္ဌိဆိုတာကြတော့ပုတုံခွာတုံပဲစိတ်တိုင်းနဲ့မပေါင်းဘူးတင်ညာတိုင်းနဲ့လည်းမပေါင်းဘူးဒိဋ္ဌိကအဲ့တော့အကုသိုလ်စိတ်တွေမှာဒိဋ္ဌိဆိုတဲ့မှားတဲ့အမြင်ရှိတဲ့စိတ်က၄ခုပဲရှိတယ်ဒိဋ္ဌိကတ္တသဗ္ဗယုတ်လောဘမူလစိတ်၄ခုဒိဋ္ဌိကတ္တသဗ္ဗယုတ်လောဘမူလစိတ်မှားယွင်းတဲ့မိစ္ဆာဒိဋ္ဌိနဲ့ရှင်တဲ့လောဘနဲ့ရှင်တွဲတဲ့စိတ်ဒီဒိဋ္ဌိကတ္တသဗ္ဗယုတ်ပဲအလုံးဟာအကုသိုလ်တွေကြီးပဲအဲ့ဒါမဲ့တင်ညာလည်းပါတယ်စိတ်လည်းပါတယ်လောဘပူဒိဋ္ဌိကတ္တသဗ္ဗယုတ်စိတ်၄ခုရှိတယ်ဝေဒနာနဲ့ခွဲလိုက်တဲ့အခါဒိဋ္ဌိကတ္တသဗ္ဗယုတ်ကိုခံစားချက်နှမျိုးနဲ့ခွဲလိုက်တယ်ဝမ်းသာတဲ့ခံစားချက်နဲ့ဝမ်းသာမှုပဋိရှားတဲ့ခံစားချက်နော်ဒိဋ္ဌိကတ္တသဗ္ဗယုတ်ကိုဝေဒနာနှစ်ခုနဲ့မြောက်လိုက်တဲ့အခါနှစ်ခုဖြစ်သွားတယ်နော်အဲ့ဒီနှစ်ခုကိုထက်မြက်မှုရှိမရှိနှစ်ခုနဲ့ထပ်မြောက်တဲ့အခါ၄ခုဖြစ်သွားတယ်အဲ့ဒီထဲမှာတင်ညာလည်းပါတယ်စိတ်ဓာတ်လည်းပါတယ်ဒိဋ္ဌိလည်းပါတယ်အခိုင်မာဆုံးဆောင်းလို့ဟိုရပေါ့အကောင်းဆုံးဒိဋ္ဌိပါဠိအတွက်ကြောင့်တင်ညာတို့စိတ်ဓာတ်တို့ကသူ့နောက်လိုက်ဖြစ်သွားမိစ္ဆာဒိဋ္ဌိကလွန်မှုသွားတယ်အဲ့တော့ခိရိတာကြီးမားဆုံးကိလေသာဖျားချွတ်လို့တော့မချွတ်ဘူးဆိုတာမျိုးဖြစ်သွားတယ်အတွေးလွယ်လိုက်တာသူ့ကိုယူဟာမှန်တယ်ဥပမာမြတ်စွာဘုရားပွင့်တဲ့အချိန်တုန်းကဖျားနဲ့ခစ်ပြိုင်ဘယ်သူမှမြတ်စွာဘုရားကိုအထင်မကြည့်ဘူးလာရောက်တွေ့တာလည်းမရှိဘူးစကားလည်းမပြောဘူးဘုရားပုရဏကတ္တဗသူကသူ့ပဲဟုတ်တယ်သူကအကရိယဝါဒဆွဲကင်ထားတာကုသိုလ်ဆိုတာလည်းလုပ်လို့မရဘူးအကုသိုလ်ဆိုတာလည်းလုပ်လို့မရဘူးကုသိုလ်အကုသိုလ်ဆိုတာလည်းမရှိဘူးကုသိုလ်အကုသိုလ်ရဲ့အကျိုးလည်းမရှိဘူးလို့ရင်းဆိုတဲ့ပုဂ္ဂိုလ်နောက်တစ်ခါမက္ခလိပေါ်တာလားလောကမှာတဏှာကလွတ်ဖို့ဒီလမ်းဆိုတာမရှိဘူးအချိန်တန်ရင်သူကသူလွတ်လိုက်အကြောင်းတရားဆိုတာဘာတစ်ခုမရှိဘူးလို့အကြောင်းမှုသမျှကိုညင်းပဲအတ္တရသုတ်တိဝါဒကိုလက်ကင်ထားတဲ့ပုဂ္ဂိုလ်ဒါသူကသူ့မှန်မယ်ကောရမဘုရားနဲ့ဘယ်တော့မှမဆွေးတွေ့ဘူးမစင်လည်းမစင်သာဘူးမတွေ့လည်းမတွေ့ဘူးတခါမှသူအဟုတ်ပဲအဇိတကိတ္တကမလားအလုံးကတရားရဲ့အကျိုးတွေကိုအလုံးညင်းပဲတယ်တမန်တော်ကဆိုမရှိဘူးကံကံရဲ့အကျိုးဆိုမရှိဘူးအလုံးကိုညင်းပဲတာပကုဒ္ဒခိစ္ဆာယနာဆိုတာတချို့အရာတွေကမြဲတယ်ဘာတွေမြဲတော့ဆိုတကြီးလေးပါမြဲတယ်ချမ်းသာဆင်းရဲဆိုတဲ့သဘာဝတွေကမြဲတယ်တကြီးလေးပါမြဲတယ်ဒ
ဒုက္ခဒုက္ခမြဲတယ်စီဝါဆိုတဲ့အသက်မြဲတယ်ကျန်တာတွေကတခုမှမမြဲဘူးအဲ့ဒီယူဆနဲ့ပုဂ္ဂိုလ်တခေပါသင်္ဆေယပိလတ္ထဗုဒ္ဓဆိုတာတော့ဘာကိုမှပဲရရဆုတ်ကိုက်ထားတာမရှိဘူးအလုံးကိုညင်းနေသူကအလုံးကိုညင်းတဲ့ပုဂ္ဂိုလ်ဒါပေမဲ့သူကရှင်သာရိပုတ္တရာဖြစ်မဲ့ပုဂ္ဂိုလ်ရဲ့ဆရာပရပိုက်တိရဲ့ဆရာသူကသင်္ဆေယပိလတ္ထဗုဒ္ဓသူ့ရဲ့ဝါဒကိုအပရာကိဝိခိပဝါဒလို့ခေါ်တယ်သူ့ကိုဖမ်းရခက်တယ်အလုံးကိုညင်းနေသူကအလုံးကိုညင်းဆိုတာအဲ့ဒီဝါဒဆွဲကိုက်ထားတယ်နိကန္တနာတဗုဒ္ဓကြတော့အကုသိုလ်မှန်သမျှပယ်ရမယ်အလုံးကိုစွန့်လွတ်ရမယ်ဆိုတဲ့ကောင်းတဲ့အရာတွေလက်ခံထားတော့လည်းပဲအကုသိုလ်ပယ်ရမယ်ဆိုတဲ့နေရာမှာသူကလွန်သွားတယ်ဘာလို့အကုသိုလ်ဖြစ်သွားလဲသူကပြီးမှလည်းအသက်ရှိတယ်ရေမှလည်းအသက်ရှိတယ်ဒါမို့ရေစိမ်းရေ flash water ကျိုးချက်ထားတဲ့ရေဘုံရင်မတော့အောင်ရေကြီးကိုမတူးမဆွာရအောင်အဲ့လိုအစွမ်းရောက်အဟိတဝါဒကိုလက်ကင်ထားတဲ့ပုဂ္ဂိုလ်သူလည်းကောရမဘုရားနဲ့ဘယ်တော့မှမတွေ့ဘူးအဲ့တော့ကိုယ့်ဟာကိုယ်ဆွဲကင်ထားကြတာသူတို့ကအမှန်လို့ယူဆထားကြတယ်အဲ့ပုဂ္ဂိုလ်တွေသူတို့ကဘာလို့ဆိုရင်ဒိဋ္ဌိဝိပ္ပန္နတာသူတို့ယူဆတာတဲ့ယူဆဒိဋ္ဌိဝိပ္ပန္နတာပဲစောင်းဖြစ်တယ်အဲ့ဒါကြောင့်မို့ဆွလို့မရတဲ့ပုဂ္ဂိုလ်တွေအဲ့ပုဂ္ဂိုလ်တွေသူတို့တပည့်တွေကိုလည်းအတိုင်းဟောတယ်နောက်အဲ့ဒီထေရိကတတံပယုတ်စိတ်၄ခုမှာပညာစိတ်ဓာတ်တွေကအားနဲ့တော့ဒိဋ္ဌိရဲ့နောက်လိုက်သွားတယ်ဒိဋ္ဌိကတတံပယုတ်စိတ်၄ခုရဲ့ဒိဋ္ဌိရဲ့အယူတွေးအောက်မှာအားလုံးကသူတို့ပြောင်းလဲလာစိတ်ဓာတ်ဝိပ္ပန္နတာကြတော့ပါတော့ဒိဋ္ဌိနဲ့မရှင်တဲ့အကုသိုလ်စိတ်ကရှိသေးတယ်ဒိဋ္ဌိကတဝိပယုတ်အကုသိုလ်စိတ်ရှိတယ်ဒေါသမှုစိတ်ရှိတယ်မောဟမှုစိတ်ရှိတယ်အဲ့ဒီမှာလည်းပဲအကုသိုလ်စိတ်ရှိတယ်စိတ်တွေကအကုသိုလ်စိတ်တွေပညာတွေလည်းရှိတယ်အဲ့ဒီဒိဋ္ဌိကတဝိပယုတ်စိတ်တို့ဒေါသမူလစိတ်တို့မောဟမူလစိတ်တို့အဲ့ဒီစိတ်တွေကလည်းအလွဲမှားတွေစိတ်ဓာတ်ဝိပ္ပန္နတာအကုသိုလ်တွေမှာဖြစ်နေတဲ့စိတ်တွေအလွဲမှားတယ်အဲ့ဒီမှာလည်းပဲပညာကစိတ်နောက်ပါသွားတယ်သူ့ရဲ့လုပ်ငန်းမထင်ရှားတော့သူ့ရဲ့လုပ်ငန်းမထင်ရှားဘူးဒိဋ္ဌိမရှိတဲ့အကုသိုလ်စိတ်မှာဆိုရင်စိတ်ကဥဆောင်သွားတယ်စိတ်ကအားကောင်းတယ်သူ့ကိစ္စသူဆောင်ရွက်တယ်တခါဒိဋ္ဌိဝိပ္ပန္နတာကြတော့ခေါ်တာဒိဋ္ဌိနဲ့ရှင်တဲ့စိတ်ပညာဝိပ္ပန္နတာကြတော့ဘယ်လိုဟာပြောလို့ဆိုရင်စိတ်ရဲ့ဆောင်ရွက်မှုအပြော့သွားရင်စိတ်တော့ရှိတယ်ဒါပေမဲ့စိတ်ရဲ့ဆောင်ရွက်မှုကရှေ့တမ်းမရောက်တဲ့အခါမျိုးပါတာလေတရားဝိပ္ပန္နတာဖြစ်တယ်လို့ပြောတာနော်အဲ့တော့မှတ်ရမှာတော့တရားဝိပ္ပန္နတာဒီအပြော့ဆုံးသူ့ရဲ့အကောင်းတာကစိတ်တဝိပ္ပန္နတာသူ့ရဲ့အကောင်းတာကဒိဋ္ဌိဝိပ္ပန္နတာဒိဋ္ဌိဝိပ္ပန္နတာဒီအကောင်းဆုံးအလုံးအတူတူပဲရှင်းနေကြရှိနေကြတယ်ဒိဋ္ဌိဝိပ္ပန္နတာရှိရင်ဉာဏ်တွေကနောက်လိုက်စိတ်တဝိပ္ပန္နတာရှိတဲ့အခါမှာစိတ်တဝိပ္ပန္နတာတရားဝိပ္ပန္နတာနှစ်မျိုးမှာစိတ်ကဥဆောင်ရင်တရားအပါတခါတည်းကျတော့စိတ်ကဥမဆောင်ရင်တရားဥဆောင်သွားတယ်လို့ဆိုလို့တယ်ဘာလို့လို့ဆိုရင်တရားဆိုတာလေစိတ်အလုံးနဲ့ရှင်တွဲပြီးတော့ဖြစ်တာကိုအဲ့လိုသဘောပေါက်ရမယ်ဒါကပဋိသမီဒမဲ့အထက်ကထာမှာတည်တည်ချာချာဖွင့်ဆိုထားတယ်တည်ချာချာဖွင့်ဆိုထားတယ်အဲ့တော့လောကမှာဒီလိုအလွဲအမှားတွေဟာလောကသားတွေရဲ့ဒီအလွဲအမှားတွေဟာဘလောက်ထိအရေးပါတော့ဆိုလို့ဒီလွဲမှားတာကိုအကြောင်းပြုပြီးတော့ဒီလွဲမှားမှုတွေကကြည့်လိုက်လို့ဆိုရင်
ကိလေသာရဲ့စွမ်းရည်တတ္တိတွေပဲအဲ့ဒီဝိပဿနာတွေဟာဘာကိုဖြစ်စေတာတော့ဆိုကမ္မတ္တပစ္စယဖုတေဝိပဿနာတေလို့ဆိုတဲ့အကောင်းတဲ့အလုပ်ပဲဖြစ်စေမကောင်းတဲ့အလုပ်ပဲဖြစ်စေသူတို့တွန်းအားဖြစ်နေလူတွေဟာကောင်းမကောင်းဆိုတဲ့ကုသိုလ်အလုပ်အကုသိုလ်အလုပ်တွေကိုဒီဝိပဿနာကြောင့်လုပ်ကြတာဖြစ်တယ်နော်ဝိပဿနာရှိလို့လုပ်တာဘာလို့လဲဆိုကောင်းမယ်ထင်လို့လုပ်တာလေဘယ်သူမှမကောင်းမှုဖြစ်ပြီးလုပ်တာမဟုတ်ဘူးအကုသိုလ်လုပ်လဲကောင်းမယ်ထင်တယ်ကောင်းတဲ့အပိုင်းကိုကြည့်လုပ်တာမကောင်းမှုလို့သိရတဲ့နဲ့လုပ်တာမဟုတ်ဘူးကောင်းတယ်ထင်တယ်ဥပမာသူပြန်တဲ့တတ်တဲ့လူတွေပတ်စံရတယ်ကောင်းတဲ့ပိုင်းကြည့်တာလေသူကပတ်စံရတယ်ချမ်းသာမယ်ရှိကဥစ္စာဖြစ်မယ်ကောင်းတယ်လို့ထင်လောက်တာပဲလေအဲ့တော့ဝိပဿနာဖြစ်နေပြီဆိုလို့ရှိရင်အလုံးတစ်ခုဖြစ်ဖို့အတွက်သူကအကောင်းတဲ့အကြောင်းတစ်ခုဖြစ်လာတယ်ဘဝတစ်ခုဖန်တီးဖို့ရလည်းပဲအကောင်းတဲ့အကြောင်းဘဝကိုဖန်တီးတာဘယ်သူတွေဖန်တီးတာတော့လို့ဆိုရင်ကိလေသာနဲ့ကံပဲဒီနှစ်ခုပဲကိလေသာနဲ့ကံကဖန်တီးတာနော်ကိလေသာကြောင့်ကံဖြစ်တယ်ကံကြောင့်အကျိုးတွေရတယ်ဟိုသုံးပါးကိုခွဲတာကြည့်ဟိုသုံးပါးဆိုတာဝတ္တဆိုတာလည်းပတ်ပြီးဖြစ်နေတာကိလေသာကပထမကိလေသာကြောင့်ကံတွေကိုပြုလုပ်တယ်ကိလေသာဝိရှိလို့ကမ္မဝိရှိတယ်ကမ္မဝိရှိသည့်အတွက်ကြောင့်အကျိုးပေါ်တဲ့ဝိပါကဝိရှိတယ်ဝိပါကဝိရှိသည့်အတွက်ကြောင့်ကိလေသာကဆက်လာကိလေသာရှိသည့်အတွက်ကြောင့်ဆိုလိုတဲ့အဓိပ္ပာယ်ရှင်းရှင်းပြောရင်လိုချင်တဲ့လှုပ်တယ်ရတယ်ကျတော့လိုချင်မြန်တဲ့လှုပ်ပြန်နဲ့ရပြန်လိုချင်မြန်တဲ့လှုပ်ပြန်နဲ့ရပြန်လိုချင်တာကကိလေသာလှုပ်တာကကံရတာကအကျိုးအဲ့ဒါနဲ့ပဲတဝဲလက်လေအမြဲတည်းမထွက်နိုင်တာဒါကြောင့်မို့မြတ်စွာဘုရားကအမြဲတည်းထွက်ရင်လိုချင်တာကိုရင်ဖြတ်လို့ပြောတာလိုချင်တာကိုရင်ဖြတ်လိုချင်တာရှိနေတယ်များလုံနေဦးမှာပဲလုံနေသေးရင်ရနေဦးမှာပဲရနေသေးရင်ရလိမ့်လို့လေဥဒ္ဒစီထပ်လို့ဦးမှာပဲအဲ့ဒါကြောင့်မလို့ဝတ်လေတဲ့ဆိုတာအဲ့ဒါပြောတာဟိုကပြောတာမဟုတ်ဘူးအကြောင်းအကျိုးဆက်ပြီးတော့လက်ပတ်နေတာကိုဝတ်လေတယ်လို့ပြောတာဟိုလူတွေပြောတဲ့ဝတ်လေတာတခြားသူများကိုမျက်စိကံအောင်လုပ်လို့ကိုယ်မျက်စိကံတယ်ဒါအပိဆက်ရတာအဲ့ဒါဝတ်လေတာအဲ့ဒါကိုပြောနေကြတာပိဆက်ရတာ reaction သဘောတရားရတံပြန်သက်ရောက်မှုလို့ခေါ်တယ်ဘယ်အပဲဖြစ်ဖြစ်တံပြန်သက်ရောက်မှုကနေရာတိုင်းမှာရှိတယ်သက်ရှိမှလည်းရှိတယ်သက်မဲ့မှလည်းရှိတယ်ဝန်းလျှောမဲ့အစားကြည့်ပါလားဝန်းလျှောတာဒါသက်ရောက်မှုပဲသူ့ရဲ့တံပြန်သက်ရောက်မှုပဲတံပြန်သက်ရောက်မှုကနေရာတိုင်းမှာရှိတယ်သက်ရှိသက်မဲ့အဲ့ဒီနေရာမှာဝတ်လေတယ်လို့ပြောတာပါတော့လိုချင်တယ်လှုပ်တယ်ရတယ်လိုချင်မြန်တယ်လှုပ်ပြန်တယ်ရပြန်တယ်အဲ့ထက်ထွက်လို့မရအဲ့တော့ကိလေသာဝကမ္မဝဝိပါကဝဘဝတစ်ခုမှာကိလေသာရှိလို့ကံနေဖြစ်တယ်ကံနေဖြစ်လို့ဘဝဖြစ်ပြန်တယ်ဘဝဖြစ်လို့တခါကိလေသာတွေတိုးပွားတယ်ကိလေသာတိုးပွားသည့်အတွက်ကြောင့်ကံနေလှုပ်ပြန်တယ်ကံနေလှုပ်ပြန်တော့ဘဝတစ်ခုရပြန်တယ်ဟောအဲ့ဒါလက်ပတ်နေတာကိုပြောတာပရိစ္ဆေသုပ္ပဆိုလည်းအဲ့ဒါပြောတာပဲအကြောင်းကျိုးနဲ့ဘဝမှာလက်ပတ်ထွက်လန်းရှိလားဆိုမရှိဘူးဘုရားဟောမှသိမြတ်စွာဘုရားပေါ်လာတဲ့အခါကျထွက်လန်းကိုပြီးနေတရဏထွက်လန်းဆိုတာလိုချင်တာဖြုတ်လို့ပြောတာဘုရားတော့တိတိကျကျဟောတာမြတ်စွာဘုရားနော်တိတိကျကျဟောတာအဲ့တော့ဆိုလိုတာကိလေသာကိုပဲကိလေသာပဲရင်ကံလည်းပြောက်သွားကံမရှိရင်ကျိုးတယ်မရတော့ပယ်ရမှာကိလေသာဒါမို့ဘိလိဏမင်းကြီးနဲ့ရှင်နာဂတိတွေ့တဲ့အခါမှာဘိလိဏကြီးကဘိလိဏမင်းကြီးကမေးတယ်ရှင်နာဂတိနာကိုတော့နောက်ဘဝဖြစ်အောင်မလားမေးတဲ့အခါသူကအငိုက်ကိုမေးတာနောက်ဘဝမဖြစ်ဘူးလို့ဖြစ်ရင်ကိုတော့ယဟနာလားလို့ထပ်မေးဦးမှာနော်အဲ့တော့ရှင်နာဂတိကပါတယ်ဘလို့ဖြစ်လိုက်တော့ဆိုရင်
အခုကိလူတွေကိုယ့်ကိုပေးကြည့်ဖြေးကြည့်လိုက်မင်းနောက်ဘဝသူဖြစ်အောင်မလားဆိုရင်ဘာလဲဖြေမယ်ထင်တော့ဩကံမကုန်သေးရင်တော့ဖြစ်မှာပေါ့လို့ဖြေကြမယ်နော်ကံရှိနေသေးရင်တော့ဖြစ်အောင်မှာပဲလို့ပြောကြမှာပဲအများစုကကံကိုပဲဥစ္စာပေးပြီးပြောမှာကံရှိနေသေးရင်တော့ဖြစ်အောင်မှာပဲအဲ့လိုပြောရှင်နာဂတိကအဲ့လိုကံနဲ့မပြောဘူးဘာပြောတော့ကိလေသာရှိနေရင်ဖြစ်အောင်မှာပဲလို့ပြောသူကပို့ပြီးတော့အရင်ကြားတယ်နော်ကိလေသာရှိရင်ဖြစ်မှာကိလေသာမရှိတော့ရင်မဖြစ်အဲ့တော့ယဟန္တာဖြစ်သွားတယ်ဆိုတာကိလေသာကုန်တာကိုပြောတာကိလေသာကုန်လို့ကံအကျိုးမပေးလို့ကံကုန်တယ်လို့ပြောတာကံဆိုတာကုန်သွားတာတော့မဟုတ်ဘူးအကျိုးပေးလို့မရတာပဲရှိတယ်ကိလေသာနဲ့ပေါင်းမှအကျိုးပေးလို့ရတယ်ကံဆိုတာစဉ်းစားကြည့်လေလှုပ်တစ်ခုလှုပ်လိုက်လို့လှုပ်ပြီးသွားတာကိုကံခေါ်တာပဲလေအဲ့တော့လှုပ်ပြီးသားအရာကိုထပ်ပြင်လို့ရလားလဲဆိုမရဘူးလှုပ်ပြီးတာပဲနောက်ထပ်တာမလှုပ်ဖို့ရှိတယ်နော် what have been done cannot be undone ဆိုတာအဲ့ဒါပြောကိုလှုပ်ပြီးသားလှုပ်တခုကမလှုပ်ဘူးလို့ပြောလို့မရဘူးလှုပ်ပြီးသားတခုကပြင်လို့မရဘူးလေအဲ့တော့နောက်ထပ်မလှုပ်တာပဲရှောင်တာပဲဖြစ်တယ်လှုပ်ပြီးသားကိုပြင်တာမဟုတ်ဘူးအဲ့တော့လှုပ်ပြီးသားပြင်မှုစူးစမ်းတဲ့လူတွေရောမရှိဘူးလားရှိတယ်ကိုလှုပ်ထားတဲ့အကုသိုလ်တွေမဖြစ်အောင်ဆိုဖျားရှိသွားတူးထောက်ပြီးတော့ confession လုပ်တယ်ဖာဘုရားသခင်ကျွန်ုပ်ရဲ့အပြစ်တွေကိုခံယူတော်မူပါတော့တုတ်ချင်တာတွေရှောက်လုပ်ပြီးတော့မှအပြစ်ကိုခံယူခိုင်းတယ်ဆိုတရားလားဟိုတယောက်ကရောသူ့လုပ်တဲ့ပြစ်တဲ့နေ့တယောက်တည်းကခံလို့ရမလားတဘာဝရောဖြစ်နိုင်သလားဖြစ်နိုင်ဘူးတချို့ကြတော့မလုပ်တော့အိန္ဒိယနိုင်ငံမှာဆိုလို့ရှိရင်ခင်ကမြစ်တယ်သွားပြီးတော့ရေချိုးတယ်တနေ့လုံးလှုပ်ထားတဲ့အကုသိုလ်တွေရေချိုးလိုက်ပြောင်းသွားတယ်ဆိုတော့အဲ့တော့ဆိုရေထဲငါးတွေဘယ်လိုနေဘူးအကုသိုလ်မှမရှိဘူးနေတိုင်းရေချိုးနေတာရေထဲမှာရေချိုးလို့ကိလေသာဆင်းမဲ့ဆိုရင်ရေထဲငါးတွေမိချောင်းတွေသတ္တဝါတွေအတိတ်ပဲရောက်ကြမှာပေါ့အဲ့လိုလုပ်လို့ရောရလားမရဘူးဒါပေမဲ့လူတွေယုံကြည်တာအဲ့ဒါယုံကြည်တာနော်ကိလေသာညစ်ကြေးတွေကစင်ကြယ်တယ်လို့ယုံကြည်တဲ့နေရာမှာတချို့ကအာဟာရသုတ်တိမီးလွတ်စားမယ်နော်တစ်သီးပဲစားမယ်ရေစွန်းစားတယ်ဆိုတာတော့ရှိသေးတယ်အော်ဒါကောဘွားပြေမှာရေစွန်းနဲ့ရေစွန်းနဲ့ဆင်ပြေတာတော့မွေစွန်းကပို့ဆင်ပြေမွေစွန်းကိုလှုပ်ခံတယ်ကျန်ကျဖတ်မှနော်ကျန်ကျဖတ်မှဆုံးလို့နာမည်တက်လိုက်ရင်လောက်ကောင်းတဲ့ကြီးကိုထင်ကုန်ရေစွန်းဖုံးပေးတယ်ဆိုတာရှိသေးတယ်အဲ့ဒါလေရှုံတဲ့လူရှိတာပဲမိလွတ်တဲ့တတိအစိမ်ကိုစားတယ်ဘုံရှောမဲ့အချိန်ဆိုရှောမှာပဲအဲ့ဒါနော်အဲ့တော့အဲ့ဒီလိုအာဟာရသုတ်တိတတ်တယ်လို့စားတာတို့ဘာလို့ညာတို့ကိုကြိုက်လို့စားရင်စားတန်တရားလွတ်တဲ့ဆိုရွေးချက်နဲ့တော့မစားနဲ့မလွတ်ဘူးကိုကြိုက်ရင်တော့စားနော်ကိုကြိုက်ရင်စားလို့ရတယ်သို့တော့တန်တရားကလွတ်အောင်စားတယ်ဆိုရင်မှားတယ်အဲ့ဒါမလွတ်ဘူးအဲ့ဒါနဲ့လည်းမလွတ်ဘူးအာရတုတ်တိလို့ခေါ်တယ်အဲ့ဒါရေချိုးတန်းစင်လိုက်လို့ကိလေသာတွေကုန်သွားတယ်ဆိုမဟုတ်ဘူးရေတွေကငါတွေရေချိုးတာမြဲတာသူတို့ပြောတဲ့ခင်းကမြစ်ထဲမှာပဲချိုးနာပဲအဲ့ဒါလည်းမဟုတ်ဘူးတန်တရားလဲပတ်ပြီးတော့မဟာကပ္ပေါင်း၄တန်း၈တောင်းလားမသိဘူးအဲ့ဒါပြည့်လို့ရှိရင်တန်တရားလဲပြီးရင်လွတ်တယ်ဆိုတဲ့တတရတုတ်တိလည်းမဟုတ်ဘူးတခြားပြောတဲ့နိလန်းတွေကတစ်ခုမှမဟုတ်ဘူးစင်ကြယ်တဲ့လမ်းစဉ်ကတည်တံ့ရှိတယ်တိလစင်ကြယ်အောင်လုပ်ရမယ်သမာဓိဆိုတဲ့စိတ်စင်ကြယ်အောင်လုပ်ရမယ်ထိဋ္ဌိဝိတ္တုအမြင်စင်ကြယ်အောင်လုပ်ရမယ်အဲ့ဒါမှလွတ်နိုင်တယ်မြတ်စွာဘုရားအဲ့ဒီဟာဟောတာနော်ဝိတ္တု9 ပါးအဲ့တော့
လောကကြီးကအလွဲမှားတဲ့မှာကျင်းတဲ့နေကြတော့လည်းပဲဒီလွဲမှားမှုတွေကနေပြီးတော့ရှုံးပြီးတော့မထွက်နိုင်ကြအလွဲမှားတွေကိုပဲအမှန်လို့ယူဆပြီးတန်တရားတွေကမလွတ်မြောက်နိုင်ကြဘူးအဲ့ဒါမဲ့ဝိပ္ပန္နတ12ပါးကိုခုနလွယ်လွယ်မှတ်ဖို့ပြောပြီးပြီအချက်၄ချက်နော်အကြောင်းအရာက၄မျိုးအနိစ္စနေစာဒုက္ခေဒုက္ခအနတ္တနိအတ္တအတုဝေတုပဒါလွယ်မှမှုတွေအဲ့ဒီလွယ်မှမှုတွေကိုတဲ့အောင်ဘယ်လိုပြောမလဲဆိုရင်အနိစ္စဒုက္ခေဒုက္ခနော်အနတ္တနိအနတ္တအတုဝေအတုပအဲ့ဒါဆိုတဲ့ပါအဲ့ဒီအလွယ်မှ၄မျိုးမှာခုနကကိလေသာနဲ့တွဲလိုက်တယ်ကိလေသာနဲ့ပတ်သက်တာတွေနဲ့တွဲလိုက်တယ်တင်ညာဝိပ္ပန္နတအကုသလတင်ညာစိတ်တဝိပ္ပန္နတအကုသစိတ်ဒိဋ္ဌိဝိပ္ပန္နတအကုသစိတ်နဲ့ရှင်တဲ့ဒိဋ္ဌိကိလေသာအဲ့ဒီသုံးခုနဲ့မြောက်ပြီးတော့ဝိပ္ပန္နတ12ပါးဆိုဒီဟောတာဝိပ္ပန္နတအဲ့ဒီ12ပါးဟာဖယ်ပုဂ္ဂိုလ်တွေကြမှာပြောက်နေအဲ့ဒါကိုကြည့်အောင်ဖယ်ဆင့်ရောက်မှဒီဝိပ္ပန္နတလွတ်မလဲပုထုဇဉ်တွေမှာသမျှ12ပါးလုံးရှိတယ်လို့သာမှတ်တာကိုယ်မှာ12ပါးလုံးအပြည့်ရှိတယ်ပြောကြတော့ရော့ပေါ့လေတရားတလို့စဉ်းစားတလို့ရှင်တော့တည်းရော့တာတော့ရှိတယ်ဒါပေမဲ့positive ကတော့မပြောက်သေးဘူး positive ကတော့ရှိနေမှာ negative မဖြစ်သေးဘူးဘယ်သူတွေကျမှ negative ဖြစ်တယ်ဆိုတာစဉ်းစားကြည့်ရအောင်အဲ့ဒါပဲဒိဋ္ဌိဝိပ္ပန္နတနဲ့ပတ်သက်တာကြည့်ရမယ်နော်ဒိဋ္ဌိဝိပ္ပန္နတဘယ်နှမျိုးပါတော့ဆို၄ခုပါတယ်နော်ဒိဋ္ဌိဝိပ္ပန္နတအယူဆွဲလဲမှမှုက၄ခုရှိတယ်မိစ္ဆာဒိဋ္ဌိနဲ့ရှင်းပြီးတော့လွဲတာ၄ခုအဲ့ဒီ၄ခုကဘာတော့လို့ဆိုလို့ရှိရင်နော်အနိစ္စနေသဒိဋ္ဌိဝိပ္ပန္နတဒုက္ခေဒုက္ခဒိဋ္ဌိဝိပ္ပန္နတအနတ္တနိအတ္တဒိဋ္ဌိဝိပ္ပန္နတအတုဝေတုပဒိဋ္ဌိဝိပ္ပန္နတ၄ခုအဲ့ဒီ၄ခုကသောတာပန်ဖြစ်တာနဲ့ကြောက်သွားပြီသောတာပန်ဖြစ်လို့ရှိရင်အဲ့ဒီဒိဋ္ဌိဝိပ္ပန္နတကုန်သွားပြီအဲ့တော့သောတာပန်မှာဒီ၄ခုတည်းလားလို့ဆိုမကဘူးသောတာပန်မှာမရှိတဲ့ဝိပ္ပန္နတတွေရှိသေးတယ်နော်ဒါဒိဋ္ဌိဝိပ္ပန္နတတွေရတော့ဟုတ်ပြီနောက်သောတာပန်ဒီမှာဒီ၄ခုကိုရမှတ်လိုက်မှတ်လို့တော့အောင်လို့ဒိဋ္ဌိဝိပ္ပန္နတ၄ခုအကြောင်းအရာ၄ခုနဲ့ပတ်သက်တဲ့ဒိဋ္ဌိဝိပ္ပန္နတ၄ခုသောတာပန်မှာမရှိတော့ဘူးနောက်မရှိတာကအနိစ္စနေစာအနတ္တနိအတ္တနဲ့ပတ်သက်တဲ့ပညာဝိပ္ပန္နတ2ခုအနိစ္စနေစာအနတ္တနိအတ္တနဲ့ပတ်သက်တဲ့စိတ်တဝိပ္ပန္နတ2ခုဒိဋ္ဌိဝိပ္ပန္နတနဲ့ပတ်သက်တာက4ခုနော်အဲ့ဒီအနိစ္စနေစာအနတ္တနိအတ္တ2ခုဒီမှာပညာဝိပ္ပန္နတက2ခုစိတ်တဝိပ္ပန္နတ2ခု4ခုခုန၄ခုဆို၈ခုဖြစ်သွားတယ်နော်သောတာပန်မှာအဲ့ဒီတရားသောတာပန်မှာဒါမရှိတော့သောတာပန်ဖြစ်ရင်အဲ့ဒီဝိပ္ပန္နတ၈ခုမဖြစ်တော့အဲ့တော့ဆိုလိုတာကသောတာပန်ပုဂ္ဂိုလ်ဟာအနိစ္စကိုနေဆလို့ထင်တဲ့ပညာလည်းမရှိဘူးစိတ်လည်းမရှိဘူးဒိဋ္ဌိလည်းမရှိဘူးအနတ္တကိုအတ္တလို့ထင်တဲ့ပညာဝိပ္ပန္နတစိတ်တဝိပ္ပန္နတဒိဋ္ဌိဝိပ္ပန္နလည်းမရှိဘူးဆို6ခုအဲ့ဒါနော်ခုနကပြန်ပြောတာနော်ခုနကလွယ်အောင်မှတ်ဖို့ရဒိဋ္ဌိဝိပ္ပန္နတ4မျိုးလို့ပြောလိုက်တာနော်
မျက်စိရှုပ်သွားမယ်မျက်စိရှုပ်မသွားအောင်တစ်ခါပြန်ပြောပြန်ထေတိဝိပန္နတာက၄ခုရှိတယ်တင်ညာဝိပန္နတာက၄ခုရှိတယ်စိတ်တဝိပန္နတာက၄သုံးဒီ12ဝိပန္နတာ12ပါအဲ့လိုမှတ်တာအဲ့ဒီထဲမှာထေတိဝိပန္နတာ၄ခုကသောတပန်မရှိတော့ပဲ့ပြီးသွားတင်ညာဝိပန္နတာနဲ့စိတ်တဝိပန္နတာကြတော့အနိစ္စနေစာနဲ့ပတ်သက်တဲ့တင်ညာအနတ္တနိအတ္တနဲ့ပတ်သက်တဲ့တင်ညာအဲ့ဒါနဲ့ပတ်သက်တဲ့စိတ်ဒါပဲမရှိတာကျန်တာဘာကြံတော့ဆိုရင်နော်သူကဘာကြံနေသေးတော့ဆိုလို့ရှိရင်ဒုက္ခေဒုက္ခနဲ့ဟိုရင်းပါလေအဲ့ဒီရှစ်ခုမရှိတော့နော်အဲ့တော့ဟိုအချက်နဲ့ပြန်ပြောမယ်ဆိုလို့ရှိရင်သောတာပန်ကဒုက္ခကိုတော့ဒုက္ခကိုတော့ဒုက္ခလို့ထင်နေသေးတယ်အဲ့ဒီတင်ညာဝိပန္နတာစိတ်တဝိပန္နတာနှစ်ခုရှိသေးတယ်သူနော်ဒိဋ္ဌိတော့မရှိတော့ဒုက္ခကိုဒုက္ခလို့ထင်တာတစ်ခုရှိသေးတယ်နောက်ပြီးတော့မလှတာကိုလှတယ်မတက်တဲ့တာကိုတက်တယ်လို့ထင်နေတဲ့တင်ညာနဲ့စိတ်တရှိတယ်ဒိဋ္ဌိကတော့မရှိတော့ဘူးနော်ဒိဋ္ဌိကတော့၄ချက်စလုံးနဲ့ပတ်သက်ပြီးဒိဋ္ဌိမရှိဘူးလို့ဆိုလို့တယ်နော်၄ချက်လုံးနဲ့ပတ်သက်တာအဲ့တော့တင်ညာနဲ့စိတ်ဓာတ်မရှိတာတော့အနိစ္စနေစာအနတ္တနိအတ္တဒါနဲ့ပတ်သက်တာတော့မရှိတာအဲ့တော့ရှင်းပါလိမ့်မယ်သောတပန်ပယ်တဲ့ဝိပန္နတာက၈ခုထေတိဝိပန္နတာ၄ခုအနိစ္စနေစာတင်ညာဝိပန္နတာကတစ်ခုစိတ်ဓာတ်ဝိပန္နတာကတစ်ခုအနတ္တနိအတ္တတင်ညာဝိပန္နတာတစ်ခုစိတ်ဓာတ်ဝိပန္နတာတစ်ခုအလုံး၈ခုဝိပန္နတာစိတ်ဓာတ်ဝိပန္နတာသူမှရှိနေသေးတယ်ဝိတခါဆိုတာဝိတခါခုနှစ်နှစ်သမီးရသောတာပန်ဖြစ်သွားတယ်ထေတိဝိပန္နတာ၄ခုသူမှမရှိတော့ပြီးတော့အနိစ္စကိုအနိစ္စလို့ထင်တာသူမှမရှိတော့စိတ်လည်းမရှိဘူးတင်ညာလည်းမရှိတော့အနတ္တကိုအတ္တလို့ထင်တာလည်းသူမှမရှိတော့ဘာရှိနေသေးတုံဆိုရင်ဒုက္ခကိုဒုက္ခလို့ထင်နေတာရှိတယ်အတုပါကိုဒုက္ခလို့ထင်ဒါကြောင့်မို့လို့သူကအိမ်အောင်ပြုတ်သေးတယ်လေအိမ်အောင်ပြုတ်တယ်နော်ဘဝမှာပြောတယ်ဘာဝိပ္ပန္နတာကြောင့်ပြောနေတာတော့ဆိုဒုက္ခကိုသူကဒုက္ခလို့မထင်ဘူးဒုက္ခလို့ထင်နေတယ်ဘာလို့ထင်တော့ဆိုရင်တခါတော့ကမြတ်စွာဘုရားဟောတယ်သူ့ရဲ့မြည်ကလေးအမှန်တမ်းလိမ္မာတယ်အိမ်ဝေယဝိစ္စာတွေအဲ့ဒီကလေးမလေးအကုန်လုပ်ပေးတာတနေ့ကျတော့အဲ့ဒီကလေးမလေးတေသွားတယ်ငယ်ရွယ်နဲ့ဆုံးသွားတယ်ဆုံးသွားတော့ဝိသခာသူကချပြီးဖျားစီရောက်သွားကိုမူယူနဲ့ရောက်သွားအဲ့ဒီမှာမြတ်စွာဘုရားပေးတယ်ဘာဖြစ်လို့လဲဆိုသူမြည်မလေးဆုံးသွားလို့အဲ့တော့ဟဲ့ဝိသခာငါခဏခဏပြောတာပဲသင်္ခါရတရားဆိုတာဘယ်ဟာမှမမြဲဘူးအလုံးဟာသိချင်းမှဆုံးတတ်တယ်ဆိုတာမသိဘူးလားလို့ဆိုသိပါတယ်ဗျာတဲ့ဒါပေမဲ့လို့ဒီကလေးလေးကလိမ္မာလုံးအကြည့်လို့ပါဆိုနော်အဲ့ဒါမြတ်စွာဘုရားမေးတယ်ဒီလိုလိမ္မာတဲ့ကလေးလေးနောက်တာ100လောက်ရရင်လိုချင်သေးလားဆိုလိုချင်သေးတယ်သူဖြေဖို့ရှိမြတ်စွာဘုရားအဲ့ဒါမင်းချစ်တဲ့လူတယောက်ရှိရင်ဒုက္ခတစ်ခုရှိတယ်သာမှတ်ချစ်တဲ့လူ100ရှိရင်ဒုက္ခ100ရှိပြီသာမှတ်ပြီးတော့အဲ့တုတ်တန်ရှိဟောထားတာအဲ့လိုနော်အဲ့တော့သူကဒုက္ခကိုဒုက္ခထင်နေသေးတယ်အတုပါကိုလည်းသူ့ဘာလို့ထင်နေသေးတယ်ပညာရှိတယ်စိတ်ဓာတ်ရှိတယ်မာရမှုတွေသူမရှိနေသေးတယ်တို့ဆိုလို့တယ်ပေါ့နောက်တစ်ခါသူ့မှာမလှတာကိုလှတယ်လို့ထင်နေသေးတဲ့အထင်ကဖယ်ကြမှာပျောက်တော့ဆိုလို့ရှိရင်အနာဂတ်ဖြစ်ရင်ပျောက်သွားတယ်သူကြတော့ကာမရာဂမရှိတော့ကာမရာဂဆိုတာမျက်စိကမြင်တဲ့အာယုနာကကြားတဲ့အတန်နှာခေါင်းရတယ်လေအဲ့ဒီကာမနဲ့ပတ်သက်တဲ့လောဘတွေသူကတော့မရှိတော့လုံးဝမရှိတော့သည့်အတွက်ကြောင့်အတုပါကိုသူ့ဘာလို့ထင်တဲ့အမှတ်ပညာဝိပန္နတာလည်းမရှိဘူးစိတ်ဓာတ်အနေနဲ့လည်းမရှိဘူး
အဲ့တော့အတုဘကိုသူဘလို့မှတ်ထင်နေတဲ့တင်ညာဝိပန္နတာရဲ့အတုဘကိုသူဘလို့သိနေတဲ့တွေးမိနေတဲ့စိတ်တဝိပန္နတာရဲ့အဲ့ဒီနှစ်ခုကအနာဂတ်ဖြစ်ရင်ပဲတယ်နော်အဲ့တော့သူ့မှာဘာကြမ်းနေသေးတော့ဆိုရင်ဒုက္ခကိုဒုက္ခထင်နေတာအနာဂတ်မှာကြံနေတယ်တစ်ခုကြံနှစ်ခုကြံနေသေးတယ်ဟုတ်လားအနာဂတ်မှာဝိပန္နတာ10ပါးတော့ပဲတယ်နှစ်ခုကြံနေသေးတယ်အနာဂတ်အဲ့ဒီနှစ်ခုကပါလေဒုက္ခကိုဒုက္ခထင်နေသေးတယ်တဏှာထဲမှာသူကနေချင်းသေးတယ်အနာဂတ်ဖြစ်သွားလို့ရှင်တဏှာပေါ်မှာတွေ့တာမှုကသူ့မှာရှိနေသေးတယ်တဏှာဆိုတာဒုက္ခပဲလေဘဝဆိုတာဒုက္ခပဲအဲ့ဒီဒုက္ခကိုသူဒုက္ခထင်နေသေးပဲဒါမို့ရူပဘုံအားသုဒ္ဓဝါဒဘုံမှာသွားပြီးတော့ဘဝကိုတွေ့တာနေသေးတယ်သူကအဲ့ဒါဒုက္ခကိုဒုက္ခထင်တယ်အဲ့ဒီတင်ညာဝိပန္နတာနဲ့စိတ္တဝိပန္နတာကြတော့အရဟတမေကမှာပယ်တာယာနာဖြစ်မှာပြောက်တယ်ရှင်းတော့ပါတယ်နော်နောက်ကြောင်းမြတ်ပြပြောပြမယ်တဏှာကြီးကိုဒုက္ခလို့ထင်နေတဲ့အထင်သည်ယာနာဖြစ်မှာပြောက်မယ်နော်အတုပကိုသူ့ဘာလို့ထင်နေတဲ့အထင်သည်အနာဂတ်ဖြစ်မှာပြောက်မယ်ကျန်တဲ့အထင်တွေကတော့သောတာပန်နဲ့ပြောက်တယ်အဲ့တော့အလွဲအမှားတွေကဘယ်လောက်ထိအောင်သွားလဲဆိုအဲ့ဒီအလွဲအမှားတွေထဲမှာရှေးကြဆုံးအလွဲအမှားကဘာလဲနော်ရှေးကြဆုံးအလွဲအမှားကဒုက္ခဒုက္ခကိုဒုက္ခထင်နေတဲ့အလွဲအမှားတွေရှေးကြဆုံးပဲဟုတ်တယ်မဟုတ်လားတဏှာကိုသဘောကျနေသေးတာအဲ့ဒါဒုက္ခကိုဒုက္ခလို့ထင်ခြင်းပဲဘဝမှာပြောနေရင်ဒုက္ခကိုဒုက္ခလို့ထင်တာပဲအဲ့ဒီအလွယ်မှာဒီအရှိကြဆုံးပဲမှတ်တယ်ပညာဝိပန္နတာတွေးတယ်စိတ်တဝိပန္နတာမှတ်သားတယ်တွေ့တော်တယ်အဲ့ဒီဒုက္ခကိုဒုက္ခထင်နေတဲ့အမှတ်သားမှတ်သားမှတ်ထင်နေတာရဲ့ဒုက္ခကိုဒုက္ခလို့တွေးနေတဲ့အတွေးရဲ့အဲ့ဒီနှစ်ခုသည်ယဟနာဖြစ်မှာပြောက်တယ်သို့တော့အနာဂတ်ဖြစ်ရင်မလှတာကိုလှတယ်လို့ထင်တာပြောက်သွားပြီအမှန်လည်းပြောက်သွားပြီစိတ်လည်းပြောက်သွားကျန်တာတွေကတတ္တဗမှာပဲပြောက်တယ်တက္ကရာကညတော့ဘာလို့ထဲမပြောတော့တက္ကရာကမိမဲ့နဲ့ပယ်တဲ့ကိလေသာဆိုတာမရှိဘူးသူက reduce ပဲလုပ်တယ်ကျော်ပါစေတာပဲရှိတယ်နော်သောတပန်ကသောတပတိမက်ကပယ်တယ်တက္ကရာကမိမက်ကရှော့ချတာပဲရှိတယ်ပယ်တာမရှိဘူးအနာဂမိမက်ကပယ်တယ်ဟုတ်ဘာဖြစ်လို့တက္ကရာကံလေးကဈာရောက်သွားတာလဲအရိယပုဂ္ဂိုလ်3ယောက်မဟုတ်ဘဲနဲ့ဘာလို့4ယောက်ဖြစ်နေတယ်လို့တွေးကြည့်ပေါ့ဘာလို့တွေးကြည့်တော့ဆိုအခုတွေးကြည့်လို့ပြောရမယ်အဖြစ်ပြောရမယ်ဆိုရင်ကာမရာခဘယ်တော့ဆောင်းဖြစ်တယ်နော်ကာမဂုဏ်အာယုန်နဲ့ပတ်သက်တဲ့ဟာဘယ်တော့ဆောင်းဖြစ်တယ်တိတ်အားကောင်းတယ်တိတ်အားကောင်းတော့တခါတည်းနဲ့ဖြောက်လို့မရတဲ့သဘောရှိတယ်တခါတည်းနဲ့ဖြောက်လို့မရတော့သောတပန်ဖြစ်ပြီးတဲ့အခါမှာကြည့်သောတပန်ဘဝမှာပြောလိုက်သေးတယ်လေသောတပန်ဖြစ်ပြီးတဲ့အခါမှာရောပါသွားအောင်တက္ကရာကမိမဲနဲ့နှဲ့ပေးရတယ်နှဲ့ပေးပြီးမှအနာဂံကအကုန်လုံးပယ်လိုက်တယ်အဲ့တော့ပေါင်းမဲ့ဆိုရင်ကာမရာဂနဲ့ပြပါတာလူတွေရဲ့တဏ္ဍမှာဖြစ်နေတဲ့လောဘနဲ့ဒေါသသည်အလွန်အားကောင်းတယ်လောဘအားကောင်းတယ်လို့ဒေါသလည်းအားကောင်းတယ်အဲ့ဒီလောဘဒေါသဟာမစိတ်နှစ်ခုနဲ့တက္ကရာဂမိမဲ့နဲ့ရိုင်သွားအောင်လုပ်တယ်အနာဂမိမဲ့နဲ့ဖြတ်ချလိုက်တယ်အဲ့တော့နှစ်မဲ့နဲ့လုပ်ရမယ်လို့ဆိုတဲ့အဓိပ္ပာယ်ရတယ်ဟုတ်တယ်လေအားကောင်းလို့ရှိရင်အဝတ်တော်မှာအကြီးကြီးများနေလို့ရှိရင်ဆပ်ပြနဲ့စိမ့်ထားသေးတယ်တခါလည်းဖွတ်လို့မရအောင်စိမ့်ထားသေးတယ်အဲ့တော့အနာဂတက္ကရာဂမိမဲ့ဆိုစိတ်ပေးထားနော်တခါနဲ့မပြောင်းနှုထားပေါ့လေတက္ကရာဂမိမဲ့နဲ့ခုနကကာမရာဂနဲ့ပြပါတာကိုနှုထားတဲ့အခါကျတော့တက္ကရာဂမှာကိရိတာကသူကကျော်ပါသွားတဲ့ဆိုပါတော့ဆိုဖြစ်တဲ့အကျိန်နဲ့သွားတယ်ကာမရာဂက10ကြိမ်ဖြစ်တဲ့ဆိုရင်သူက2ကြိမ်တော့ပဲဖြစ်တော့
ပြီးတော့အရှိန်ကလည်းရော့သွားအချိန်လည်းနေသွားတယ်အရှိန်လည်းရော့သွားတယ်ဘယ်သူကလှုပ်ပြီးတော့သက္ကရာကမိမကလှုပ်တာအဲ့တော့အချိန်ကိုလျှော့ချတယ်အရှိန်ကိုလျှော့ချတယ်အချိန်နဲ့အရှိန်ကတစ်ခုစီနော်ဖြစ်တဲ့အချိန်ကလည်းနေသွားတယ်ဖြစ်အားတဲ့နှုံနာလည်းရော့သွားတယ်အရှိန်ကလည်းနေသွားတယ်ပေါ့ speed လျှော့ချလိုက်တယ်ဟောလို့ဆိုလို့ဆောင်းမဖြစ်တော့အဲ့ဒါပြီးဆိုမှအတာကပြီးပဲဖြတ်ချလိုက်အဲ့တော့သောတပန်နဲ့ပယ်လိုက်တာဒိဋ္ဌိနဲ့ပတ်သက်တယ်သောတပန်ကဒိဋ္ဌိနဲ့ဝိသိကိစ္စဒီနှစ်ခုပဲပယ်တာကိုဉာဏ်တွေကိုသူကရော့ပါအောင်ပဲလုပ်ပေးထားတယ်အဲ့တော့သက္ကရာဂမိမက်ကလည်းထပ်ပြီးတော့ရော့ပါအောင်လုပ်တယ်အနာဂမိမက်ကျတော့ကာမရာဂနဲ့ပြပါတာလုံးဝဖြတ်ပလိုက်တယ်အရဟတမေကျတော့ဉာဏ်တွေကုန်ဖယ်လိုက်တယ်အဲ့ဒါလိုပဲဝိပဿနာအဲ့ဒါလိုမှတ်သားကြအောင်ဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ဒီဝိပဿနာသုတ်တံအင်္ဂုတ္တရနိကေမှာလာတဲ့ဝိပဿနာသုတ်တံကိုခြေခံပြီးတော့ပဋိသမိတာမက္ခပါဠိဝိပဿနာကထာအဲ့ဒီကထာကိုဖွင့်ဆိုထားတဲ့အထက်ကထာအဲ့ဒါကိုခြေခံပြီးတော့လောကသားတို့ဤအတွေ့အမြင်အလွယ်မှာများအကြောင်းကိုဟောပြောတာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿတို့တဏှာဝကလွတ်ဖို့အတွက်ဒီအလွယ်မှားတွေဖြောင်းနိုင်မှသာလေတဏှာဝကလွတ်မှာဖြစ်တယ်အလွယ်မှားတွေရှိနေတယ်များမကောင်းတဲ့ကံတွေကောင်းတဲ့ကံတွေလုံနေကြအောင်မှဖြစ်နေတယ်နော်ကိလေသာတွေရှိနေတယ်များကံတွေဖြစ်နေဦးမှာပဲကံတွေရှိနေတယ်များအကျိုးဆက်တွေခံရအောင်မှဖြစ်တယ်ဆိုတာကိုယ်စီမှတ်သားပြီးတော့အလွယ်မှားတွေပျောက်အောင်ကျင့်ကြံကြိုးကိုကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းရှိစချအရှင်ဖေယဖရာတပည့်တော်တို့သည်ဓမ္မအတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုရမော့ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မတပည့်ဆင်းကျင်ပါပြုလုပ်ကြ၍အဘဒဒါနဓမ္မဒါနတရားအလှတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုရှုသိလေးမြတ်စွာမမတ်သားသာအာယုံထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တပဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအာထုတ်ပြုလုပ်ကြရသောဤကောင်းမှုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏ဖို့ဘာကကိုအမိအဖအဖို့ဖွာဆွေမျိုးကြတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်နှင့်လောကဆောင်နှင့်တို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏31ဘုံကျင့်တိကုန်သောလုံးစုံများစွာသတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း